ဒီနေ့မှာအရေးကြီးတဲ့ကိစ္စတွေတွေ့ဆုံမယ်ပြောဆိုမယ်ဆောင်ရွက်မယ်ဆိုရင်တော့မိတ်ဆွေအနေနဲ့အရှိအယက်တဲ့တွေကိုမျက်နှာမူရင်းငပြောသည့်စား၍ဖြစ်လိုသည့်ကိစ္စများဆူတောင်းလိုက်ပါခင်ဗျာအားလုံးပဲမင်္ဂလာပါခင်ဗျာဒီအစီအစဉ်ကိုဘေးရင်ရရာမီဒီယာကစီစဉ်တင်ဆက်ပြီးကျွန်တော်တို့ရဲ့ဘေးရင်ကန်းဖြစ်တဲ့အောင်ထူးဆန်းဘေးရင်ရရာကန်းကအဓိကကူညီပံ့ပိုးပေးထားတာဖြစ်ပါတယ်ခင်ဗျာဒီအစီအစဉ်ကိုစောင့်မျှော်ကြည့်ရှုပြီးတော့ဆရာခန့်ကျော်စွာစီမှာဘေးရင်မင်းမြန်းခြင်းလို့ပါဆိုတဲ့9ရက်သားသမီးအနေနဲ့ရကပြိဿများအတွက်ကျွန်တော်တို့ဘေးရင်ကန်းလေးဟာရန်ကုန်မြို့မာဝိဇ္ဇာဖျားကြီးဝင်းထဲက9ကန်အနီးနားကဆိုင်ကန်းလေးမှာဖွင့်လှစ်ထားတာဖြစ်ပါတယ်ခင်ဗျာအတိအကျလမ်းညွှန်ဆိုရင်တော့ရွှေတကုံဖျားကြီးရဲ့တောင်ဘက်မုတ်အနီးမှာရှိတဲ့မာဝိဇ္ဇာဖျားကြီးဝင်းထဲမှာတည်ရှိနေတာဖြစ်တဲ့အတွက်ဗေဒင်ဟောကန်းကိုလောင်းမဲ့ဆိုရင်399236633144 3998933135တို့ကိုတရက်ကြိုတင်ဖုံးဆက်ရှင်းပေးပြီးမှလာရောက်တွေ့ဆုံဆွေးနွေးနိုင်ပါတယ်ဆိုတဲ့အကြောင်းကိုဒီနေ့ကနေကျွန်တော်တို့ကြီးညာမောင်းခတ်လိုက်ပါတယ်ခင်ဗျာမြန်မာတက္ကသိုလ်1388ခုနှစ်ကုန်လွန်ပြီးတော့မြန်မာတက္ကသိုလ်1388ကိုကူးပြောင်းမဲ့မာသိဉဏ်ကာလရဲ့ဒီနေ့ဟာသိဉဏ်အကျက်နေကာလဖြစ်ပါတယ်ထို့အတူတကူလကွယ်နေနဲ့တိုက်ဆိုင်ခြင်းတို့ကြောင့်ဒီလိုနေ့ဟာခက်ခဲကြက်တဲမှုတွေကြုံတွေ့တတ်တဲ့နမိတ်ကိုစောင်းပါတယ်ဒါကြောင့်ဒီလိုနေ့မှာတတ္တဝါတွေကိုဘေးမဲ့လွတ်ခြင်းတို့နောက်တစ်ခါသူတစ်ပါးရဲ့အသက်ကိုကယ်ဆယ်ခြင်းတို့သွေးလှူခြင်းတို့ကုသိုလ်ဒါနပြုခြင်းတို့ဆောင်ရွက်တဲ့နေ့ဖြစ်ပါတယ်ငယ်ရွယ်သူတွေကိုမုံဘိုးပေးခြင်းမရှိစင်းရဲနှုံးပါသူတွေကိုအစားအသောက်အဝတ်ထည်ပေးခြင်းတို့ကိုဒီလိုနေ့မှာဆောင်ရွက်တင်ပါတယ်ခင်ဗျာမာအသိဉာဏ်အကျက်နေ့မှာအခက်အခဲအကျက်တွေကလွတ်မြောက်ဖို့လို့ရည်ရွယ်ပြီးတော့နံပါတ်1တတ္တဝါဘေးမဲ့လွတ်ပါနံပါတ်2ရွှေရင်အေးသို့မဟုတ်အေးသောအချွေများဒါနလုပ်ပါဒီနေ့မှာမြတ်စွာဘုရားရှင်ကိုရည်သက်ပယ်ခြင်းဘုရားကျောင်းတော်တန်ရှင်းခြင်းတို့ကိုဆောင်ရွက်လိုက်ကြပါခင်ဗျာဒီနေ့ဟာ2026ခုနှစ်ဧပြီလ15ရက်ကိုတိုက်ဆိုင်ခြင်းကိုအကြောင်းပြုခြင်းကြောင့်ဒီနေ့မှာတော့မိတ်ဆွေများအနေနဲ့လူရင်းမိတ်ဆွေအနေနဲ့တယောက်နဲ့တယောက်ပရိပက္ခစကားများတတ်တယ်အတူနေသူတွေနဲ့သဘောထားကွဲလွဲတတ်တယ်စောက်တည်တဲ့သီလစောက်တည်နေတဲ့ဥပုပ်ကုသိုလ်တွေကိုအဖျက်အနှောင့်ပေါ်တတ်တယ်ကောင်းတဲ့လုပ်တွေလုပ်နေရင်နဲ့စိတ်ပင်ပန်းမှုကြုံတွေ့ရမျိုးတွေဖြစ်တတ်ပါတယ်ဒါကြောင့်ဒီလိုနေ့မှာအစိုးအညံ့တွေပပျောက်ပြီးကောင်းသောကံတရားတွေရောက်ရှိလာဖို့အတွက်ကောင်းကျိုးမောင်းစွန်းမြတ်စွာဘုရားရှင်ကိုကပ်လူလိုက်ပါခင်ဗျာဒီနေ့မှာမိရှုတန်တင်ဘွားမြင်ကြတဲ့ရင်သွေးရနာရီအတွက်ကတော့မဟာဘုတ်ဗေဒနိယမရဏဘွားဇာတာရှင်များဖြစ်ကြပြီးတော့ငယ်စဉ်မှာခြူကြပြီးကြီးပွားချမ်းသာအောင်မြင်မဲ့သူများဖြစ်ကြပါတယ်ရင်သွေးရနာတွေအညံ့အခိုက်လွတ်ကင်းမှုလို့အတွက်ကတော့တတ္တဝဘေးမဲ့လွတ်ခြင်းမကြာခဏလုပ်ပါလို့လမ်းညွှန်လိုက်ပါတယ်ခင်ဗျာဒီနေ့မွေးနေ့ရှင်တွေအတွက်ကုသိုလ်ရရလမ်းညွှန်ရမယ်ဆိုရင်တော့ဗုဒ္ဓကျိုးကိုအကြောင်းပြုခြင်းကိုအထောက်ပံ့ပြုတာကြောင့်မလို့ဒီနေ့မှာမြတ်စွာဘုရားရှင်ကိုလက်ဖက်ရည်လမုံလှူဒန်းခြင်းဆွေမျိုးမိတ်ဆွေအပရိသတ်တို့ကိုလက်ဖက်ရည်နဲ့လမုံနဲ့ဒါနပြုခြင်းယဟန်တန်ဃာတို့ရဲ့အချိုပွဲမှာလက်ဖက်ရည်လမုံလှူဒန်းခြင်းတို့အတွက်မွေးနေ့ကုသိုလ်ရရအဖြစ်ဆောင်ရွက်လိုက်ပါခင်ဗျာထို့အတူရေနဲ့ပတ်သက်သောကုသိုလ်လှူဒန်းခြင်းဟာလည်းမွေးနေ့ရှင်တွေအတွက်တစ်နှစ်တာလုံးကောင်းကျိုးအထောက်ပံ့ရပါလိမ့်မယ်ခင်ဗျာဒီနေ့အတွက်အကျိုးပေးစိုးမိုးကဏ္ဍကတော့9ကဏ္ဍ9ကဏ္ဍဖြစ်ပြီးတော့မိတ်ဆွေတို့ငွေကံကောင်းဖို့လို့အတွက်ဆိုရင်တော့ပတ်ဆိုင်တဲ့ကိုအဝါရောင်ပန်းလေးတစ်ပွင့်ဆောင်းထားလိုက်ရုံဖြင့်ငွေကြီးလက်လာပါတေးကြစွာအဆင်ပြေချောင်းဝေပါလိမ့်မယ်ဒီနေ့အတွက်စတိုးဆိုင်တွေကုန်စုံဆိုင်တွေလက်ဖက်ရည်ဆိုင်တွေရောင်းပန်းသာဝယ်ပန်းလှဖို့အတွက်ဆိုရင်တော့ဆိုင်ရှိတက်တဲ့မျက်နှာမူပြီးလက်ဖက်ရည်တောင်းရင်ရောင်းပန်းသာဝယ်ပန်းလှဖို့ဆူတောင်းလိုက်ကြပါခင်ဗျာအယောင်ထိုင်းနေတဲ့ကုန်ပစ္စည်းတွေအယောင်တော့ဖို့လို့အတွက်ကတော့တပြင်းညွန့်ကိုးညွန့်နဲ့အယောင်ထိုင်းတဲ့ကုန်ပစ္စည်းတွေတို့ပြီးခောက်ပြီးရိုက်လိုက်ခြင်းအပြင်တိတိတသာအယောင်တွက်အယောင်ထွက်သွားပါလိမ့်မယ်အမှုအခင်းကြုံနေတဲ့သူရှိရဆိုရင်တော့အမှုကြုံနေတဲ့သူရဲ့အမိကိုငါပြောသည့်မှဲ့မှာရေးပြီးတော့သီလရှင်ဆရာလေးတစ်ပါးကိုလှူဒန်းလိုက်ပါခင်ဗျာကျမ်းမာညံ့နေတဲ့သူရှိရဆိုရင်လည်းပဲဒီနေ့ဟာဓာတ်စာအဖြစ်နဲ့ငါပြောသည့်မှဲ့အနေငယ်စားရင်ကျမ်းမာဖို့အတွက်ဆူတောင်းလိုက်ပါခင်ဗျာအခြေမြတ်တာရေးအိမ်တော်ရေးအစဉ်ပြေဖို့လို့အတွက်ကတော့နီးစပ်တဲ့ပန်းမွေရှိနေတဲ့အပင်ကိုရေသွန်းလောင်းရင်အစဉ်ပြေဖို့အတွက်ဆူတောင်းလိုက်ကြပါခင်ဗျာဒီနေ့မှာအရေးကြီးတဲ့ကိစ္စတွေတွေ့ဆုံမယ်ပြောဆိုမယ်ဆောင်ရွက်မယ်ဆိုရင်တော့မိတ်ဆွေအနေနဲ့အရှိအယက်တဲ့တွေကိုမျက်နှာမူရင်းငပြောသည့်စား၍ဖြစ်လိုသည့်ကိစ္စများဆူတောင်းလိုက်ပါခင်ဗျာဒီအစီအစဉ်ကိုနေ့စဉ်မပြတ်စောင့်မျှော်ကြည့်ရှုနေတဲ့ခုနှစ်သားမီးတွေအားလုံးဒီအစီအစဉ်မှာလမ်းညွှန်ထားတဲ့တွက်စစ်ထားတဲ့ရရတွေကိုလိုက်ပါဆောင်ရွက်ကြခြင်းဖြင့်လောက်ကင်စီးပွားများတိုးတက်ကြီးပွားချမ်းသာပါစေစီးပွားလက်လာပါများဒီရေလာတိုးပါစေရောင်းပန်းသာဝယ်ပန်းလှပါစေယာရုထန္ဒရငွေကြီးတိုးတက်ပါစေ
အသက်ရှင်အနာမဲ့ပြီးကြီးပွားချမ်းသာအောင်မြင်ကြပါစေလိုရာဆန္ဒအလုံးပြည့်ကြပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ